Okay မင်္ဂလာပါ idea 7နဲ့ကြိုးဆိုပါရှေ့ video တွေမှာ manipulate video တွေလုပ်ခဲ့ပြီးတော့ဒီတစ်ပတ်မှာတော့ကျွန်တော် graphic design နဲ့က creation တစ်ခုဖြစ်တဲ့ Mozi ရဲ့ app အကြောင်းကျွန်တော်လေးပြောပြပေးသွားပါမယ်ကျွန်တော် Mozi ဆိုတာဘာလဲပေါ့ Mozi ဆိုတာတော့ object သေးသေးလေးတွေရနေပြီးတော့ပုံအကြီးတစ်ပုံဖြစ်လာ Photoshop မှာပြောမယ်ဆိုတော့ကျွန်တော် pixel သေးသေးလေးတွေရနေပြီးတော့ပုံအကြီးတစ်ပုံဖြစ်လာ blending တေချာပေါင်းဆက်ပြီးတော့မှ Photoshop မှာပေါင်းဆက်ပြီးတော့ပြန်လောက်တာပေါ့ကျွန်တော် Mozi ရဲ့design လို့ခေါ်ပါတယ်ဘယ်လို finding ကောင်းလဲဆိုတော့ကျွန်တော်တို့ဒီကိုငဲရဲ့ကိုEvan လိုမျိုး Mozi ရဲ့ design မျိုးကိုကျွန်တော်ကိုရင်းရဲ့ပုံနေနဲ့ကျွန်တော်ဒီမှာ Evan အသစ်တစ်ခုပုံနေမျိုးgraphic design ပုံနေမျိုးကျွန်တော်ဖန်တီးကြည့်မယ်ဗျ။ brother ကိုလည်း Mozi ရဲ့အကြောင်းလေးဘယ်လိုလုပ်လဲဆိုတော့သိကျင်တယ်ဆိုရင်ကျွန်တော်လည်းလိုက်ကြည့်တာ Okay let's go Okay ကျွန်တော်တို့ပထမဆုံး Mozi လုပ်မယ်ဆိုရင် brother တို့လုပ်မယ်ပုံရဲ့ထားပုံ90အားမဟုတ်ပုံ100အဲ့ဒါတွေကိုတစ်ဆိုင်တည်းဖြစ်နေပုံချိုးထားဖို့လိုတယ်ဗျ။ဘာလို့ဆိုတော့အဲ့ဒါတွေအကုန်လုံးကိုကျွန်တော်တို့ဒီ Mozi လုပ်ဖို့ပုံအသေးလေးတွေစုတဲ့အချိန်မှာsite တွေကကိုလိုကလန်နေပေါ့နော်ပြန်မညှိရတော့ဘူးပေါ့ကျွန်တော်ဒီဘက် content sheet နဲ့ပြန်ပြီးထုတ်ပြီးတော့ Photoshop မှာ content sheet နဲ့ပြန် auto see တဲ့ချိန်ကျရင်နည်းနည်းအလုပ်ရှုံမှုတွေတက်တာပါမှာဗျပထမဆုံးကိုလုံးမဲ့ site ရဲ့အသေးလေးတွေအတူတူပေါ့နော်ကျွန်တော်တို့ဒီပုံလေးတွေကို3လက်မ4လက်မ site တွေအကုန်လုံးညီညွတ်မျှလို့ချိုးထားပါဗျနော်အရင်ဆုံး brother အဲ့ဒါအရင်လုပ်ဖို့လိုမယ်ဗျနော်ဒါတော့ကျွန်တော်ရှာလို့ရသမျှလည်းကိုတို့ပုံတွေပုံ90လောက်ကျွန်တော်ရှာထားပါနော်ပြီးမှပဲကျွန်တော်ဒါတွေကို pattern ပြန်လုပ်ပြီးတော့ပြန်ပွားအောင်ပေါ့နော်အလောဆယ်တော့ကျွန်တော်တို့ဒါဆိုပထမဆုံးဆိုရင်ပုံတွေကို site အတူတူပထမဆုံးချိုးထားဖို့လိုပါတယ် okay ပြီးရင်ဆက်သွားလိုက်အောင် okay ပြီးတာနဲ့ကျွန်တော်တို့ဒီမှာကျွန်တော် document တစ်ခုခေါ်လိုက်ပါမယ်site အနေနဲ့တော့မဟုတ်ကျွန်တော်တို့ pixel အနေနဲ့2250 height ကို3000 resolution တော့52ပေးထားလိုက်တယ် okay ခေါ်လိုက်မယ်ပြီးတော့ကျွန်တော်ဘာဆက်လုပ်မလဲဆိုတော့ကျွန်တော် content sheet နဲ့ဆောဆောကကျွန်တော်တို့brother တို့ site ချိုးထားတဲ့ပုံတွေကိုကျွန်တော် auto see မယ်ဗျကျွန်တော်ဒီတိုင်း see လိုက်ရင်တော့လည်းရတယ်ဗျဒါပေမဲ့ပုံအများများလာတဲ့အချိန်မှာဒီ content sheet ကမြန်မြန်ဆန်ဆန်နဲ့ပို့ပြီးတော့ထိရောက်ပြီးတော့တိကျတာပေါ့ဗျာနော်ဒီကောင်နဲ့ဆိုရင်တော့CA3 လောက်ကစပြီးတော့ပါပါတယ်ဒီကောင်ကအဲ့တော့ကျွန်တော်တို့ automate ထဲက file နဲ့ file နဲ့က automate ထဲက content sheet okay ရွေးလိုက်မယ်ရွေးလိုက်ပြီးရင်ဒီမှာတော့ကျွန်တော်တို့ရွေးထားပြီးသားကိုလုံးမဲ့ file location လေးကိုအရင်ဆုံးဒီမှာရွေးပေးလိုက်မယ်ခုတော့ကျွန်တော်တို့ဒီမှာ file ကတော့ရွေးပြီးသားဒါကျွန်တော်ဒီမှာ file ရွေးပြီးသားမလို့ဒါ brother မပြတော့နော်ဒါဒီမှာဒီပုံရွေးထားပြီးသား okay ပေးလိုက်မယ်ပြီးတော့ဒါကတော့လုံးမဲ့ site ရဲ့cmet site အနေထားပါနော်ကျွန်တော်8လက်မှ10လက်မှပေးထားတယ် resolution 300ပေးထားတယ်ဒါကတော့သူ auto ပါတဲ့ဟာအဲ့ဆို GB เนาะ8 bit ဒီတိုင်းပဲဒါတော့ across panel column 17ခုပေါ့နော် column 17ခုသွားမယ် row တော့10လောက်ပဲသွားမယ်ပထမဆုံးဒီမှာတော့ပထမ auto ပေးထားရင်တော့0.0 ဘယ်လောက်လဲမသိဘူးအဲ့လောက်တော့ဖြစ်နေလိမ့်မယ်ကျွန်တော်တို့တရားကိုဖြုတ်ထားလိုက်မယ်gap မချန်တော့ဘူးပေါ့နော်ပြီးရင်ဒီ file name တွေပဲမထည့်တော့ user file name တွေပဲမထည့်အဲ့ဒါလေးဖြုတ်လိုက်မယ်ပြီးသွားရင် okay နောက်ပြီးတော့ဟုတ်တယ် flatten layer ဖြစ်နေတတ်တယ် flatten layer လေးကိုတကယ်လို့ပုံနေပါတွေမှာ site မတူတာတွေပဲဖြစ်သွားရင်ဒီ flatten layer ကိုလောက်ထားမိရင်ကိုကပြန်ပြင်ဖို့နည်းနည်းခက်ခဲသွားမှာပေါ့ဗျာအဲ့တော့ flatten layer ကိုခဏချက်ပေါက်အမှန်ကြီးဖြုတ်ထားလိုက်ဖြုတ်ထားပြီးတော့လုံးမယ်ဆိုရင်ပြန်ပြင်မယ်ဆိုပြင်လို့ရရပါတော့ဒါဆိုရင်ကျွန်တော်တို့ okay ပြီးလိုက်မယ် okay ဒီဘက်မှာသူက auto ပုံလေးစီနေပြီဟိုကျွန်တော်ခဏစောင့်လိုက်မယ် okay ဒါဆိုရင်ကျွန်တော်တို့ဒီမှာ column က3 4 5 6 7 8 9 10 11 11ပေါ့နော်ကျွန်တော်လိုချင်တာကတော့11ပြည့်လောက်ရှိမယ့်ဟာမျိုးလိုချင်တယ်ဗျာအဲ့တော့11 10တော့ပုံအရေးတဲ့မပြည့်တဲ့အတွက်ပုံမများတဲ့အတွက်ဒီလောက်နဲ့ပဲဖြစ်သွားတာပေါ့နော်အောက်ကတော့မစင်ထားပဲရပါတယ်ကျွန်တော်ဒီမှာဒီ3ပုံတော့လိုအပ်နေတဲ့ဟာကိုဒီက3ခုကိုခဏယူလိုက်မယ်ပြီးကျွန်တော်က pattern နဲ့ပြန်လုပ်မှာဆိုတော့ face ပြန်လုပ်လို့ရပါတယ်ဒါတွေက okay ဒီမှာခဏပြန်ထည့်လိုက်မယ်နော်ထည့်ပြီးတော့ကျွန်တော်ဘာလုပ်မလဲဆိုတော့ဒီကောင် pattern ယူမယ်ဗျယူမယ်ဆိုတော့အောက်ကပို့နေတဲ့အဖြူသားကိုကျွန်တော်မလိုချင်ဘူးအဲ့တော့ကျွန်တော်ဒါကိုဖြတ်လိုက်မယ်နော် crop လုပ်လိုက်မယ်
okay ပြီးသွားရင်ကျွန်တော်ဘာလုပ်မလဲဆိုတော့ edit ထဲက define button လုပ်ပါမယ်ဒီကောင်လုံးနာမည်ပေးလိုက်မယ် MOSIAC button ပေါ့နော် button okay ကျွန်တော် button ဖော်ပြီးတော့ပြီဆိုတော့ရပြီဟောနာပေးလိုက်မယ်ရပြီကျွန်တော်စပါးခေါ်ထားတယ်upvote ထဲကိုအတွေ့အပုံလေးယူလိုက်မယ် okay ဒီမှာရင်ထည့်လိုက်မယ်ကျွန်တော် commerce method object လောက်လိုက်မယ်နေထားလေးတစ်ချက်ချိန်မယ် okay ဒီမှာ sharpness လေးနည်းနည်းလိုနေတဲ့အတွက်ကျွန်တော် sharpness လေးတစ်ချက်ချိန်လိုက်ပါမယ် raw နဲ့တစ်ချက်ချိန်လိုက်ပါမယ် okay ဒီမှာ exposure contrast ချိန်ကြည့်ပါမယ် highlight လေးနည်းနည်းလိုတယ် clarity နည်းနည်းတင်မယ်ဒီ haze ကတော့နည်းနည်းပဲ okay detail လေးနည်းနည်းထပ်ကြည့်မယ် sharpness လေးနည်းနည်းထပ်တင်ကြည့်မယ် noise လေးနည်းနည်း short မယ်ကျွန်တော် sharpness ပြန်တင်ကြည့်မယ်ထပ်တင်ကြည့်မယ် okay ကျွန်တော်အဲ့ဒါဆိုရင်ကျွန်တော်ဘာလုပ်မလဲဆိုတော့ကျွန်တော်ဒီထဲကနေ button ကိုခေါ်လိုက်မယ်ပြီးတော့ကျွန်တော်စေထားတယ်နောက်ဆုံးဒီမှာbutton ရှိရပါတော့ကျွန်တော်ဆိုတာ Mozilla ဆိုပြီးစေခဲ့တဲ့ button လေးရှိတယ်အဲ့လိုရွေးလိုက်မယ်ရွေးပြီးတော့ကျွန်တော် scale မှာကျွန်တော်အပေါ်တော့မလောက်တဲ့တော့ဒါတော့ scale ကိုပြန်သေးကြည့်တော့ကိုလိုချင်တဲ့ size ကိုပြန်သေးလိုက်မယ်နော်ပုံအများကြီးရအောင်လို့ပေါ့နော်သေးမယ်ဘလောက်လောက်ထိကိုကြိုက်မဲ့အနေထားပေါ့နော်ကြိုက်မဲ့အနေထားလောက်ထိချိန်လိုက်ပေါ့ okay ဒါလောက်ဆိုတော်ပြီဆိုရင်ရပြီဆိုရင်ထားတော့30လောက်ပဲထားလိုက်မယ်30 okay ရပြီ30နော်ဆိုတော့ကျွန်တော်တို့ဒီကောင်လေးကို blending mode ထဲကနေပြီးတော့ okay soft light လေးပြောင်းလိုက်မယ်ဆိုတော့ကျွန်တော်တို့ Mozilla ပုံစံမျိုးလေးတော့ရလာပြီဒီတိုင်းကတော့နည်းနည်းပြောရမယ်ဆိုရင်အရင်မကောင်းသေးဘူးဆိုတော့ကျွန်တော်ဘာလေးချိန်ကြည့်မလဲဆိုတော့အောက်မှာကျွန်တော်တို့ background မဲတစ်ခုရေးထားမယ်ထားပြီးတော့ဒီကောင်ကိုကျွန်တော်တို့နည်းနည်းလေး option နည်းနည်းလေး short ကြည့်မယ် option နည်းနည်းလေး okay ရန်လင်းတော့တယ်နော် option နည်းနည်း short ကြည့်မယ် okay နည်းနည်းလေး blending လေးဖြစ်လာပြီ okay လောက်ဆိုရင်တော့ဟုတ်ပြီဒီကောင်ကိုလည်းနည်းနည်းလေး option နဲ့ပြန်ချကြည့်မယ်နည်းနည်းလေး okay ဟုတ်ပြီနော်ပြီးရင်ကျွန်တော်ဘာဆက်လုပ်မလဲဆိုတော့ကျွန်တော် EDF ဘန်ရဲ့ logo လေးကျွန်တော်ထည့်မယ်ဆွဲလိုက်မယ်ဒီကနေ့ကျွန်တော်ဒီဘက်တောင်းလေးမှာခဏထည့်ထားလိုက် okay ဒီကောင် color ကတော့ကျွန်တော်ဖြူပဲပေးလိုက်မယ်ဗျာဒီကောင်ဆိုတော့ဒီမှာ color fade နဲ့ပဲ color overlay ဖြူပဲခဏသွားလိုက်မယ် okay တောင်းခဏထားမယ်ပြီးရင်ကျွန်တော်တို့ရဲ့ album လိုအပ်ကြ album စာသားလေးတော့ကျွန်တော်ဒီဟာကို AI မှာတွားလောက်လာတာပေါ့နော် AI ဆိုတော့ Illustrator ထဲမှာကျွန်တော်တွားလောက်လာတာပေါ့နော်ဒီကောင်ကျွန်တော်တို့ combat smart object လုပ်မယ် album title ပေးလိုက်မယ်ဒါကကျွန်တော်တို့ logo နော် logo okay album title ကိုကျွန်တော်လိုအပ်တော့လည်းခဏချိန်လိုက်မယ်
ပြီးရင်ကျွန်တော်ဘာဆက်လုပ်အောင်မလဲဆိုတော့ဒီတိုင်းတော့မလှသေးဘူးဆိုတော့ကျွန်တော် gradient လေးတစ်ခုထည့်မယ်ဗျာ gradient လေးတစ်ခုထည့်မယ်ဆိုတော့ကျွန်တော် layer အသစ်တောင်းလိုက်မယ်ပြီးရင်ကျွန်တော်တို့ဒီလောက်ထဲကရောင်လေးတစ်ချက်ယူလိုက်မယ်နည်းလေးပါနော်ယူလိုက်မယ်ပြီးရင်ကျွန်တော် gradient to geo နှိပ်လိုက်ရရတယ်ဒီမှာ gradient ကိုယူလိုက်ရမယ်ပြီးရင်ကျွန်တော်ဒီမှာဟုတ်တယ် linear gradient ဒီ radius တော့မတော့ linear ပြီးဒီကောင်ကလည်းကျွန်တော် basic ထဲကbasic ထဲကဒီဘက်ကကောင်လေးပါနော်တဝက် offset တဝက်ပြတ်နေရကောင်အပြည့်မဟုတ်ဘူးနော်အဲ့ဒါလေးယူမယ်ကျွန်တော်ဒီဘက်တောင်းလောက်ကနေဆွဲချလိုက်မယ် sorry အချောင်းနည်းနည်းမြန်လာတော့မယ်အားလေးဆွဲချလိုက် okay ဟုတ်ပြီအဲ့ပြီးပါလေးထည့်တော့ကျွန်တော်ဒီဘက်မှာ smoke လေးတွေတော့ကျွန်တော်ရှာထားတယ် smoke လေးတွေကိုဒါလေးဆိုရင်နောက်ကထည့်ရင်အဆင်ပြေမယ် okay smoke လေးယူလာတယ် smoke လေးနဲ့ချက်လိုက်မယ်ချက်ပြီးတော့ကျွန်တော်ပါလို့မလဲအမဲဆိုတော့ကျွန်တော် screen ခဏယူလိုက်မယ် screen လေးယူပြီးတော့ screen ယူပြီးနည်းနည်းတိတ်ပြီးမပေါ်သေးဘူးထင်ရင် control L နှိပ်ပြီးတော့ကျွန်တော်ဒီမှာအမဲနေရတယ်ပိုထင်းထင်းလေးမြန်သွားအောင်ပေါ့နော်အဖြူဆိုလည်းအဖြူပေါ့အဲဒါလားဒါဘန်ဝိုင်းဒါလားဆိုတော့တော့ဝိုင်း okay ပြီးမှကျွန်တော်မလိုအပ်တာကိုဖြတ်မယ်ပြီးနောက်တစ်ခုဒီကောင်လေးယူမယ်နောက်တစ်ခုအဲထောင်စောအတိုင်းပဲဒီကောင်တော့နည်းနည်းကျင်းတာခြုံလာတော့ကျွန်တော် comment to smart object လို့ရတာကောင်းပါတယ် okay နောက်ပြီးတော့ screen ပြန်ပြောင်းလိုက်မယ်စောအတိုင်းပဲပြီးရင်ကျွန်တော်ဒီဘက် down လောက်လဲကျွန်တော်ထည့်မယ်okay ဒီနေရာတွေမှာမြင်လာမယ်ဒီမှာဒီနေရာတွေမှာနည်းနည်းလေးလိုအပ်နေသေးတယ်အမဲတွေမပြောက်သေးဘူးဖြစ်နေအဲ့တော့ကျွန်တော်ဒီမှာဒီဘက်လေးနည်းနည်းစားလိုက်ရင်အမဲတွေပြောက်သွားပြီ okay ဆိုတော့ဒီကောင်ကဒီအောက်ထဲမှာဝင်ကောင်းမလားဒီကောင်လေးအပေါ်ပဲထားလိုက်မယ်နော်ဒီကောင်လေးအပေါ်ပဲထားလိုက်ပြီးတော့ကျွန်တော်ဒီကောင်တော့နည်းနည်းလေးပဲကျွန်တော်ယူတော့မယ် mask အောက်လိုက်မယ်ဒီကောင်ဟုတ်ပြီးတော့ကျွန်တော် background အမဲနဲ့နော် x နဲ့လည်းပြောင်းလို့ရပါတယ်လာဒီနားမလိုချင်တော့ဘူးနည်းနည်းလေးဖြတ်လိုက်မယ်အောက်စီနည်းနည်းလေး short လိုက်okay ပြီးကျွန်တော်တို့album နေမှာပါတဲ့ text နော် album အခွေခက်ကပေါ့နော်အောင်လေးကိုsorry text png လေးနော်အားလေးယူလာမယ်မထည့်လိုက်မယ် comment smart object လာလိုက်မယ်ပြန်လိုက်စီ text 7 logo ပေါ့နော်ဒါလေးကိုတော့ဒီဘက်ထောင်မှာထားလိုက်မယ်ထောင်လဲ color overlay လုပ်လိုက်မယ်ဖြူပဲထားလိုက်မယ်ဒါကတော့အရင်ကြည့်ဖို့မလိုဘူးเนาะလို့ဆိုတော့ okay တလားဆိုရပြီ okay logo လဲဒါဆိုတော့ပြီဆိုတော့ဒီ element တိုက်တယ် element တိုက်တယ်ဟိုဒီတိုင်းကတော့နည်းနည်းတိတ်မလှသေးဘူးဆိုတော့ကျွန်တော်နည်းနည်းလေးထပ်ပြီးထည့်ကြည့်ပါဦး drop shadow နည်းနည်းယူလိုက်မယ် okay ဆိုတော့ဒါကတော့ကျွန်တော် try မိတာရှိတော့drop shadow ဒီမှာ multiply
ယူမယ် object ပြေတော့သွားလိုက်မယ်ပေါ့နော်ဒီ distance ဒီလောက်သွားလိုက်မယ် separate ဒီလောက် assign ဒီလောက်ပဲ okay ယူပြီးသွားတော့နောက်ထပ်ဘာလုပ်မလဲဆိုတော့ကျွန်တော် blending mode ထဲမှာဟုတ်တယ် blending mode ထဲက different ကိုယူလိုက်မယ် blending mode ထဲက different ကိုယူလိုက်မယ် okay ဒါဆိုရင်တော့နည်းနည်းလေးကြည့်ရ negative ပုံစံလေးပေါ့နော်ကြည့်ရတာအဆင်ပြေသွားမယ်တော့ပြီးအလဲချလိုက်မယ် order LIH ထည့်လိုက်မယ် okay နည်းနည်းလေးကြီးနေသေးတယ်ထပ်လျှော့လိုက်မယ် okay ဒီမှာတော့ Mozi ရဲ့ app ကြောင့် Photoshop မှာဘယ်လိုဖန်တီးသွားလဲဆိုတာကိုပြောပြခဲ့ရတာဖြစ်ပါတယ်နောက် view တွေမှာလည်းဘယ်လိုအကြောင်းအရာတွေဘယ်လို content တွေကိုဖန်တီးသွားမလဲဆိုတော့သိချင်တယ်ဆိုရင်ဒါသာတော့ကျွန်တော် channel လေးကို like and subscribe လုပ်ခဲ့ပြီးတော့နောက် video မှာပြန်တွေ့ကြပါမယ်